ဆရာကြီးအမြတ်ကြရင်စာဖတ်နည်းလေး condense of composition နဲ့ဖတ်ကြည့်မယ်နော် condense of composition နဲ့ဖတ်ကြည့်မယ်ဟုတ်ပြီဒီမှာ simplify ဆို second paragraph ဖတ်ကြည့်အောင်နော်မနေ့ကတော့မှတ်ပြီရနော်ဆရာတို့အဲ့တော့ဒီမြောက်ကနေပြီးတော့ဂါလီဘာကိုပွင့်ချပါတယ်နော်ဂါလီဘာဆိုတော့ struggle ပေါ့ရုံးပြန်လှုပ်ရှားတဲ့အခါမှာမြောက်ကဂါလီဘာကိုချော့တယ်လीနော်အဲချော့တဲ့မြင်ကွင်းကဂါလီဘာအတွက်ကတော့မကောင်းဘူးပေါ့နော်အားလုံးအတွက်ကတော့ဘာဖြစ်လဲ fanny side ရှိစီစရာနော်ဆရာဟာတမြင်ကွင်းလေးပေါ့နော်ဟာတထူးဆန်းတဲ့မြင်ကွင်းသုံးပေါ့ဆရာရဲစရာကောင်းတဲ့မြင်ကွင်းလေးပေါ့ fanny side မနေ့ကပြောပါနော် fanny side အဲ့ဒါနဲ့ဆရာ second paragraph စဖတ်ကြည့်ပါ when the letter were found servant client up to that and the Maggie in order to escape let me on the road and ran with as fast as he could အဲ့ဒါလည်းဆရာကစာကြောင်းလေးအရှိဖြစ်တဲ့စာကြောင်းလေးအပိုင်လေးခွဲအောင်နော်ကဲတော့ when the letter were found တပိုင်းနော် servant client up to the road ကဆိုတပိုင်းဘယ်ကလော်လဲဘယ်က main sentence လဲကလေးနော်အဲ့လိုလေးမှတ်တာနော်ကျန်တဲ့ကလေးများအရှင်ပြပြောသူလေးမှတ်တာ1ပါတဲ့အုပ်စုက claw နော်နောက်က အုပ်စုကဆို main sentence မှတ်တာနော်ဘာကြောင့်လဲဆိုတော့1ဆိုတာစကားဆက်နဲ့ဆိုင်လို့ရှိရင် claw စကားဆက်နဲ့ဆိုင် claw နော်မှတ်တာနော်ဟုတ်ပြီစကားဆက်ကရှေ့ရပါမယ်ဆိုရင်ဆိုတော့ claw လို့ခေါ်ပြီးတော့ preposition တွေလိုက်လို့ရှိရင် phrase မှတ်တာနော်ဟုတ် phrase နော်ဒါဆိုရင်ဆရာတို့ကမေးဘက်ကိုရှာလိုက်တော့ client ကိုမြင်တာclient verb နော် client verb servant subject ဒါဆိုရင် client ကမှာ object complement လိုလားဆိုတော့မလိုဘူးနော်ဒါဆိုရင် subject verb စနစ်နံပါတ်1နော်ဒါမှတ်ထားမယ် up to ပေါ့ up to ရဲ့အဓိပ္ပာယ်ကအထိပေါ့အဲ့ဒီအထိတော့ဟိုအထိဆိုတော့ adverb phrase တော့ပါတယ် direction ပြောကြည့်ပါဦး adverb phrase တော့ direction နော်ဟုတ်ပြီ up to the road တဲ့ခေါင်းမိုးအထိအောင်တက်ကြတယ် from every side ကဲမှာ from every side ကမှတ်တာကဲမှာ to တို့ from တို့ပါလို့ရှိရင် direction to တို့ from တို့ပါလို့ရှိရင်ဘာပြလဲ direction နော်ကဲမှာ from every side က၄ဘက်၄လမ်းတက်တယ်ပြန်တက်တယ်၄ဘက်၄လမ်းနော်၄လမ်းတက်ကြပါလေနော်ဘယ်ချိန်မှာတက်လဲဆိုရင်when the letter were found တော့ when ပါအုပ်စုက when ပါရဲ့အတွက် upper clause of time လို့ခေါ်တယ် upper clause of time နော်ဒီမှာကြည့်ပါဦး the letter were foundလှေကတွေ့တာလားလှေကအတွေ့ခံရတာလားဒါဆိုရင်ဒီစာကြောင်းလေးက passive voice ဒါဆိုရင်အဲ့မှာဘတ်ကိုရှာတော့ found နော်စက်တက်ကဒီမှာစက်တက်ကဘယ်လိုစက်တက်စားပန်လေစားပန် found တွေ့တယ်ဆိုဘာလို့တွေ့လဲဆိုတော့ the letter object နော် subject verb object စနစ်နံပါတ်3နော်စာပြပါရနော်လေကားကိုရှာတွေ့တဲ့အခါမှာတဲ့စားမဲ့နေရာလေခေါင်းမိုးအထီကိုတဲ့ဆရာတို့အဖက်ဘက်ကနေတက်ကြပါတယ်the monkey let me ဘာကိုရှာမဲ့ကလေးက left ကိုမြင်တာ left က verb monkey က subject ဒီမှာ left မှာအစ်ဆရာ left က lead ကလာကဲမှာ lead မှာအစ်ပဲနေလို့ရှိရင်နံပါတ်1ကထွက်ခွာသည်နံပါတ်2ကခြံထားကြံခဲ့တယ်ပေါ့နော်ခြံထားသည်ဒီမှာထွက်ခွာလာဆရာခြံထားတာလားနော်ခြံထားနော်ထားခဲ့ရတာပေါ့နော်တကယ်လို့ဆရာထွက်ခွာသည်ဆိုလို့ရှိရင် leave for မှတ်တာနော်အဲ့တော့ဒါဆို mere object အဲ့တော့ monkey ကကျွန်တော်ထားခဲ့ on the root ကဘာပြလဲနေရာပြတယ် upper phrase of play နော်ကျွန်တော်ခေါင်းမိုးမှာထားခဲ့ဒါကနောက်ကိုပြန်သွားမယ် in order to မှတ်တာ in order to escape အဲ့မှာကလေးမှာ to နဲ့ but one ချင်းနဲ့ကောက်မလားဖွင့်ရနဲ့ကောက်မလားဖွင့်ရနော်ကလေးမျိုးကခုနကတော့ဆက်ပေးပေးသွားတယ်လေတူနဲ့ဘဝအတိတ်ပဲ2မျိုးဆိုချင်းရဖို့ရဆိုနောက်နေရာမှာရှိရင်ချင်းနဲ့ကောက် purpose ရွေချက်ကိုပြောချင်ဘာနဲ့ကောက်ဖို့ရနဲ့ကောက်ပါနော်ဒီမှာကျတော့ဆရာဖို့ရနဲ့ကောက်ဆရာမှတ်ကမှာ in order to ကအလွတ်ငါဖို့ရပေါ့နော်အဲ့လိုဖြစ်ဖို့ရပေါ့လွတ်မြောက်ဖို့ရတဲ့ monkey ကကျွန်တော်ထားခဲ့ကျွန်တော်မထားခဲ့ monkey ကမိမှာပေါ့နော်ဆရာမှတ်ကမှာ escape ပေါ့ဆရာ and ကလွတ်မြောက်တာ escape
claim escape ဘာလို့ and ကလွတ်မြောက်တာ escape claim ဒုက္ခကလွတ်မြောက်တာ liberate ဒုက္ခလွတ်မြောက်တာliberate နော် claim escape ကဆို now level escape back level escape back ဆိုရင်တော့ escape ကလွတ်မြောက်တယ်ပေါ့ now ဆိုရင်တော့ escape ကလွတ်မြောက်မှုကို escape လို့ခေါ်တယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ခေါင်းပုံးထားခဲ့ပြီးလိုက်ပြီးတော့ run away တဲ့မြောက်ကပြေးတယ် claimအမှတ်ထား as fast as he go claim as adjective as ဒါဆိုရင် claim as fast as he go ပါတဲ့အုပ်စုလေးက clock ဘာ clock ဖြစ်မလဲ rational time လား manner လားclaim အမှတ်ထားနော် manner ပေါ့ as fast as he go ဆိုတာတက်နိုင်တဲ့များခက်မြန်မြန်ပြေးတယ်နော်မြောက်ကဘယ်လိုပြေးလဲတက်နိုင်တဲ့များခက်မြန်မြန်ပြေးတယ်နော်မပြေးလို့ရှိရင်အမှစားမဲ့နေကမြောက်တွေဘာလုပ်ပါလဲဟုတ်ပြီမြောက်တွေဆိုတော့နော်မြောက်တွေထုထားပါပေါ့နော်မြောက်ကိုရိုက်မယ်နှက်မယ်ထုထားမယ်ပေါ့နော်မြောက်ကလည်းလူလိုပဲလေသူလည်းလူเจ้าမသိဘူးလားသိတယ်မြောက်ကလူเจ้าသိတယ်နော်မြောက်ကလူတွေလိုပဲဒါဆိုမြောက်နဲ့လူတွေကဘယ်သူကပိုဆိုးတယ်လူကပိုဆိုးတယ်နော်လူကဘာသာပိုဆိုးရလဲလူကဘာသာပိုဆိုးလဲဆိုတော့မြောက်ကအတိညာနဲ့လောက်တာလားအတိညာနဲ့လောက်တာအလေးကျင့်နဲ့လောက်တာမြောက်ကအတိညာနဲ့လောက်တာလားအလေးကျင့်နဲ့လောက်တာမြောက်ကဟုတ်တယ်ဇာမကမှာဓမ္မရဲ့အလုံးဟာဆိုတော့ဘာလို့လဲဆိုတော့အလေးကျင့်နဲ့ပါတယ်အလေးကျင့်မိုးရပါအလေးကျင့်ပေါ့အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ instinct လို့ခေါ်တယ် instinct လို့ခေါ်တယ် instinct ကျွန်တော်လူသားရဲ့ကြတော့ဘာလို့လဲဉာဏ်ပညာရဲ့လို့ဉာဏ်နော်အသိဉာဏ်ကိုဘယ်လိုခေါ်လဲ intelligent လို့ခေါ်လဲဟုတ်ပြီအဲ့ဒါလို့ဆရာရေးပေးမယ်ကြတော့အဲ့ဒီကိုမှတ်ထားဝါသနာပိုင်းမှတ်ထားနော် instinct 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 ကသူ့ရဲ့ဗီဇပေါ့နော်သူ့ရဲ့ဗီဇအလေးကျင့်ပေါ့ဒါကသရဝတွေကအဲ့လိုလူကြတော့ intelligent 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 ကြာဉာဏ်ပညာအသိဉာဏ်ပေါ့လူတွေကအသိဉာဏ်နဲ့လှုပ်ရှားတယ်ကြည့်မှုတယ်ပေါ့မြောက်တွေသရဝတွေကြောက်ဆရာပေါ့ instant ပေါ့သူ့ရဲ့ဗီဇအလေးကျင့်နဲ့တွားတယ်နော်ဒါသေးဆရာကမြောက်တွေကအနုမြူဘုံတွေကထွင်လို့ရလားထွင်နိုင်လားမထွင်နိုင်ဘူးနော်မြောက်ကအဲ့လောက်ကြီးဉာဏ်မဲ့ဆိုတော့ဉာဏ်မရှိဘူးလေလူကထွင်တယ်ဒါပေမဲ့လူကအသိပညာနော်မကောင်းတာတွေမကောင်းဘက်ကိုပို့ရောက်နေတယ်ဒါပျက်စီးနေတယ်ပေါ့နော်အဲ့လိုရှိရအောင်နော်အဲ့လူကပုံပြီးချက်ဆက်တာပေါ့နော်ဟုတ်တော့ဒါနားရပါနော်ဟုတ် intelligent ဆိုတော့ဉာဏ်ပညာပေါ့အသိဉာဏ်ပညာအသိဉာဏ်နော်ဟုတ်ပြီဒါကြောင့်ဒီမောင်ကလေးကone of the seven then rescue me put me in a pocket and brought me safely down နော်ဟုတ်ပြီအဲ့မှာမေဘကိုရှာ rescue မြင်တာ rescue က back one of the seven subject rescue ကကဲတင်နေပေါ့and ရကဲတင်ဆိုတော့ object မလို့လားလို့တယ်နော် me က object subject back object send back 3နော်okay မှာအဲ့မှာ then လား creation and then မှာဒီမှာကျတော့ဆရာ at the time အဲ့ဒီချိန်မှာဆရာတို့seven ကျေးကျွန်များထဲမှာတက်ရောက်ပါနော်နာမည်အမှုထမ်းများထဲမှာတက်ရောက်ကကျွန်တော်ကိုကဲတင်ပါတယ်နော်ကဲတင်တာ rescue ကဲတင်သူ rescue ပါပေါင်းလိုက် rescue rescue ပါဓမ္မတာနော်ကဲတင်သူဘယ်လိုခေါ်လဲ rescue ပါကဲတင်တဲ့ဆိုတော့လူတွေရင်းနေတဲ့ခါမှာကဲတင်တဲ့တင်မောလှေလေးပေါ့ rescue boat လို့ခေါ်လဲ rescue boat နော်အတက်ကယ်လေကြတော့ life boat နော်အတက်ကယ်လေပေါ့အတက်ကယ်လေက life boat လို့ခေါ်ပြီးတော့ဆရာကအဲ့လိုရင်းနေတဲ့လူတွေကိုတွားကယ်ပြီးဆိုတော့ကျွန်တော် rescue boat နော် rescue boat နော်ရပါပြီနော်put me in a pocket တော့အိတ်ကလေးကိုထည့်လိုက်ပါတယ် brought me safely down အဲ့မှာ brought down မြင်တာ brought down back နော်အဲ့တော့ subject က servant လို့မှတ်လိုက်နော်အဲ့ကျွန်တော်အောက်ကိုခေါ်ရတယ်အဲ့တော့ me က object ဒါ safely ကဆိုတော့ upper place upper manner ပေါ့ကျွန်တော်ဘေးနဲ့ကင်းစွာနဲ့အောက်ကိုခေါ်ဆောင်လာပါတယ်နော်ဒါလေးဆိုဒီသူက Gulliver and the King အောင်ကဘယ်နဲ့ထည့်ပြီးယူလာလဲ
အိတ်ကတယ်နော်အိတ်ကတဲ့ထည့်ပြီးတော့ယူလာတယ်နော်ကဲနော် safely down ကဲဒီမှာ safely က at the back safely က at the back သူ့ကိုကလေးမှာ L1 လေးဖြုတ်လိုက် safe ကြံကလေးမှာ safe က adjective ဘေးကင်းသောလုံခြုံသောလို့ခေါ်တယ်ဘေးကင်းသောလုံခြုံသောနော်တကယ်ကြီးမင်းကတော့ဘေးကင်းသောပါပြီကွာ you are safe လို့ပြောမယ် you are safe နော်အဲ့မှာခက်လိုက်တကယ်ကြီးမင်းငါနဲ့အတူသွားရင်မင်းစိတ်မပူနဲ့မင်းဘေးကင်းတယ်ငါနဲ့အတူသွားမင်းဘေးကင်းတယ် you are safe with me ပြောကြည့်ပါဦး you are safe with me နော် you are safe with me ပေါ့နော်အဲ့တော့ထားလိုက်ပါတနေရာသွားတယ်ပေါ့နည်းနည်းမှောင်တယ်အဲ့ညနည်းနည်းမှောင်တယ်လူပြက်တယ်ပေါ့အဲ့တကယ်ငါကြောက်တယ်ကွာဒီညမသွားရဲဘူးတကယ်ကြီးမပူနဲ့ငါရှိတယ်အဲ့ငါရှိတယ်ဟိုဆိုဘယ်လိုပြောလဲဆိုတော့ you are safe with me ဘယ်လိုပြောမလဲ you are safe with me အဲ့ you are safe with me တကယ်ကျအပိစကားလေးပေါ့နော်အဲ့အပိပေါ့တကယ်မပူနဲ့ငါရှိတယ်နော်မင်းရဲ့ရှိမှငါရှိတယ်မကြောက်နဲ့ you are safe with me နော်ခေတ်မှာဒီမှာ safe က adjective သူ့ဆိုနောက်ပြောင်း safety ပြောကြည့်ပါဦး safety နော်ဟုတ်ပြီနော်အော်ကလီမာတိုက်တဲ့ဆောက်တဲ့ခါမှာကလီမာတွေ့လိမ့်မယ်စာကြောင်းလေးတစ်ကြောင်း safety first လို့ခေါ်တယ် safety first ဟုတ်ပြီဘေးနဲ့ကိစ္စမှုဒီပထမနောက်ပြီးတော့ဘေးနဲ့ကိစ္စမှုဒီပထမနော်အဲ့တော့လုပ်ငန်းခွင်တွေမှာခြေထောက်တွေလက်တွေခြေထောက်ကိုမထိခိုက်အောင်ဘယ်နဲ့ခဏကိုဘယ်လိုခေါ်လဲ safety boots safety shoe safety boot နော်ခေါင်းတွေပါမထိအောင်စောင်းတဲ့အုပ်ထုပ် safety helmet safety helmet နော်အဲ safety helmet နော်အဲ့တော့ကျွန်တော်ကနော်ပြုတ်ကြလို့ရှိရင်အလဘိုးအောက်ဆုံးလေးမကြောက်အောင်ချိတ်ထားတဲ့ကပတ်လေးကိုလို့ခေါ်တယ် safety belt safety belt belt safety belt နော်ဟုတ်နော်နောက်တစ်ခုကတော့ safety harness safety harness နော်ဟုတ်ရတယ်နော် thank you ပြန်နောက်ကြပါကြည့်ပါဦး I will almost choke with that I was almost that is that the Maggie have put in my mouth but glad and glad pick it up ဟုတ်ပြီနောက်ရင် I will almost choke it ဘာလို့ရှာပါဦး choke နော်ဘက်ကစားတော့ချုပ်ပေါ့နော်ချုပ်ကဲမှဒါချုပ်ကအသက်ရှူကျက်တယ်ပေါ့အသက်ကိုကျက်တာချုပ်ပဲနော်ချုပ်အသက်ကိုကျက်တယ်နော်ချုပ်ကဘက်ပေါ့အသက်ကိုကျက်တာသူ့ဘာကိုကျက်တာလားသူကကြက်အောင်လှုပ်ချင်းခံရတာလား ကြောင်လို့ချင်းခံရတာ နော်ဘယ်နော်ကျက်တာဘသူကကြက်အောင်လှုပ်တာလဲ မြောက်က ဘယ်နော်မြောက်ကလည်းပါပေါ့နော်ပြောချင်တဲ့ဘောက the monkey choked me ပေါ့ monkey choked me မြောက်ကကျွန်တော်အသက်ရှူကျက်အောင်လုပ်တယ်ဘာလဲလို့လဲဆိုတော့အမူအရာမလုပ်တာ လိုပါတယ် လို့တယ်နော်မှတ်ထားကြ with the dirty stuff ကဆို upper phrase of manner ဘာပြလဲ ever free from man ကိမှာမှတ်ထားဆိုနောက်က step ဆိုတာအရာတွေပေါ့အရာဝတ္ထုတွေပေါ့နော်ညက်ပတ်သောအရာများနေတဲ့ကျွန်တော်ဟိုတဲ့အသက်ရှူကျက်အောင်လုပ်တယ်အဲ့ the monkey had put it in my mouth နောက်ပြန်မှတ်ထား step နဲ့ the monkey ကြားထဲမှာတစ်လုံးထည့်လိုက်တာ that THAT တက်ထည့်လိုက်တာနော်ဒါလည်းပြန်မှတ်မယ်နော်အဲ့ that ပါတဲ့အုပ်စုတွေကရှေ့က step ဆိုတဲ့ noun ကိုပြီးတော့ဘာ clock adjective clock ဟုတ်ပြီဘာနဲ့ကသွားတဲ့ကနော်ကျွန်တော်ရဲ့ဇာပြောပြမယ်နော်ကျွန်တော်ရဲ့ပါစက်သေးကိုမြောက်ထည့်လိုက်တော့ညစ်ပတ်သောအရာတွေနဲ့ကျွန်တော်ကအသက်ရှူကြက်လူနေပါဖြစ်သွားပါတယ်နော်ပြောကြည့်ပါတစ်ခါတော့ကျွန်တော်ပါစက်သေးကိုမြောက်ထည့်လိုက်တော့ ကျွန်တော်ပတ်သက်တဲ့မြောက်ထက်လိုက်ဆိုအရာကကျွန်တော်ကို ညစ်ပတ်တဲ့အရာတွေနဲ့ကျွန်တော်ကအသက်ရှူကြက်လူနေပါဖြစ်သွားတယ်အဲ့ဒါလည်းမလားချုပ်နော်ပြန်ချုပ်ကအသက်ရှူကြက်တာချုပ်နော်အဲ့ဒါပေမဲ့ဂလန်နဲ့ကလစ်တဲ့ pick it up pick out မြင်တာ pick out က back I am glad and click က subject it က object subject ဘက် object ဆိုင်နံပါတ်3နော်အဲ့တော့ဒီမှာဆရာမေးမယ်ဒီမှာ it ကဘာကို refer လုပ်လဲ it ကဥပဒေမှာ dirty step ညစ်ပတ်တဲ့အရာနော်တော်သေးတယ်ညစ်ပတ်တဲ့အရာတွေတော့မြန်မာလိုခေါ်တော့ကလေးတွေကညစ်ပတ်တဲ့အရာမြန်မာလိုခေါ်တယ်ကလေးတွေခေါ်တာကလေးတွေမြန်မာလိုညစ်ပတ်တာဘယ်လိုခေါ်လဲ ဘယ်လိုခေါ်လဲကြားဘူးလားကြားဘူးလားအဲကြားပါနော်အဲညစ်ပတ်တဲ့အရာတွေကိုတော်သေးတယ်ကောက်အထိတ်တော်ကောက်ပါလေအမဂလန်နဲ့ကလစ်ကဆိုဂါလီဘတ်အထိတ်တော်ဆွဲထုတ်လိုက်တယ်နော်pick it up နော်မှတ်တာနော်အဲ့တော့ကိုကကလေးထိတ်မယ်ဆိုရင်ကလေးထိတ်မဲ့လူကဘာမြင်ရမလဲလက်မြင်ရနော်လက်မြင်ရမယ်မျက်လုံးလှင်ရမယ်နော်ကလေးဒုက္ခရအောင်နော်ကလေးကဘယ်တော့ကောက်ထည့်လိုက်တယ်အဲ့ဘာလို့ချက်ချင်းကောက်ထုတ်အောင်ကောက်နိုင်ရနော်အဲ့ကောက်နိုင်ကလေးကတေးရမှာတော့နော်တေးရမှာတော့
အဲ့တော့ဆရာအမေရန်ကုန်မှာဇပင်ညက်ဆရာအမေနော်ရန်ကုန်မှာဇပင်ညက်ဆရာအိမ်မှာဇပင်ညက်တဲကြတော့ဆရာဆရာကလေးတယောက်ပါကလေးဆိုတော့ဆရာပါလေးပေါ့လက်ချောက်တက်ကလည်းကလေးလေးအဲ့မှာဆရာအမေဘေးနားမှာအဲ့ကလေးကဘာနဲ့ဆော့လဲဆိုတော့အကျွေးသီးနဲ့ဆော့အကျွေးသီးနဲ့ဆော့နဲ့ခက်နေနဲ့အကျွေးသီးဘယ်လိုကောက်ထဲလိုက်ကောက်တယ်ကလေးကနင်သွားတယ်အကျွေးသီးကလက်ချောင်းမှာဖြစ်နင်သွားတယ်တော်သေးဆရာအဖွာရလက်ဆရာကကလေးကိုကောက်ကန်ပြီးဇောင်းလို့မြောက်ပြီးတော့ချက်တော့ကန်ပြီးတော့ကလေးကိုလှုပ်ချတော်သေးတယ်အဲ့အကျွေးသီးကအောက်ကိုပြန်ကျသွားအဲ့လိုကမကြလို့ရှိရင်အဲ့ကလေးကိုဘယ်ခေါ်ကလေးစိတ်ကိုခေါ်ပြီးတော့ဖက်စိတ်ကတော်သေးနော်အကန်ကောင်းတယ်အဲ့ကလေးကမျက်လုံးတွေကပြည့်တဲ့ကျက်တယ်အဲ့လိုဆရာလှုပ်ချတော့မှအကျွေးကြီးကကြာသွားအဖရမ်းလင်အဖကမလင်အဲ့ကလေးပါဖြစ်တယ်တင်လဲတယ်ပေါ့ပတိလေးဆိုစိတ်ရောက်နော်အဲ့ဒါတခါပေါ့နောက်တစ်ခါကျတော့အမဆရာရဲ့ညီမဘောပဲတရားလို့ပဲဘိုင်တော့ဂေါ်လီလုံးမျိုးချတယ်ဂေါ်လီလုံးဘိုင်တရားရန်ကင်းကလေးစိတ်မှာတော့ခွက်စိတ်ကအဆရာလည်းရောက်သွားအမကလည်းရန်ကင်းကလေးစိတ်မှာအမနေရာမှာပြတာမှန်ပြီးလို့ထဲမှာကလေးတွေမျိုးချတဲ့အရာများဆိုတော့ကလေးမျိုးချတဲ့ပစ္စည်းတွေမှာပြတာအတ်တို့ဂျိတ်တို့အကျွေစီတို့ကြောက်ခဲအများကြီးပဲကလေးတွေနှစ်ပေါင်းများစွာလေနေ့စဉ်မျိုးချမသိလို့မျိုးချလိုက်တယ်လာခွဲစိတ်တယ်အဲ့ဒါပြတာမှန်ပြီလို့ ਨੇ အများကြီးပဲနော်အဲ့တော့ကလေးသေးတယ်တော့ဘာဖြစ်ရလဲလင်မရနော်လက်မလေးရကလေးဒုက္ခရနော်ဒီမှာကြည့်တော်သေးရနော်အဲ့မှာအထင်းတော်ကြီးကလက်လင်လို့တဲ့ဂါလီဘိုင်ပတ်သက်တဲ့အော့တွေပါပဲဆဲထုတ်လိုက်တယ်နော်ဟုတ်နော်ဆက်ပါတော့ကြောင်း I will eat it back I was feeling bad for 2 weeks and the pain and the crew were worried about me. ဟုတ်ပြီနော်ဟုတ်ပြီဒီစားကြောင်းနဲ့လွယ်လွယ်လေးကလေးမကုတ်ပါတော့ပြန်လို့ရတယ်နော်အဲ့တော့ကျွန်တော်အားနှစ်ပတ်လောက်ပဲဖြစ်ပါလေဖြားပါတယ်နော်နေမကောင်းလို့ဖြားတာလားကြောက်လို့ဖြားတာလား ကြောက်လို့ဖျားတာကြောက်ဖြားတာဘာလဲကြောက်ဖြားတယ်နော်ကြောက်ဖြားတာ fear sick ဘယ်လိုလဲ fear sick နောက်တစ်ခုပြပါမယ် fear sick လို့မှတ်ထားနော်ပြင်မယ်နော်နောက်တစ်ခုပြပါအောင်မယ်နောက်တစ်ခုက fear sick နောက်တစ်ခုပြပါမယ် fear one နော်ကြောက်ဖြားထားတယ်တော့ဘောနော်ကြောက်ရှိပါရောပြောတယ်ကဲဘာဖြစ်ကြောက်ရှိပါနော် fear sick fear one မှတ်ထားအဲ့စကားလည်းမှတ်ထားနော်အဲ့ကိုကတော့ဆရာကြောက်လို့ဖြားတာမဟုတ်ပေါ့တချို့ကလေးတွေစောင်းဝဲနေတာနေဆရာမဖြားဘူးလားဖြားတယ်နော်စောင်းမိုးတော့ကြောက်တယ်ဖြားသွားတာမရှိအောင်နော်အတော်သေးကျွန်တော်တို့နှစ်ပတ်လောက်ဖြားပြီးတော့တဲ့ဘေးနဲ့ဘေးမာကြီးကကျွန်တော်တဲ့ပူပန်မိတယ်နော်ဒါဆိုဂါလီဘာဘာကြောင့်ဘေးနဲ့ဘေးမာပူပန်လာလဲသူရဲ့အချစ်တော်မှတ်မိရနော်အချစ်တော်ဘယ်လိုခေါ်လဲကိုတပတ်ဆက်တင်ပေးတာလေအချစ်တော်ဘယ်လိုခေါ်လဲနေပါလားနော်သူငယ်တန်းမှာတင်ပြီးသားကလေးမဟုတ်တယ်လေ အပယ်လေyou are apple on my eye apple on my eye မျက်လုံးနော်ဟုတ်ပြီapple အချစ်တော်နော်နောက်တစ်မျိုးခေါ်မယ်အချစ်တော် idol မှတ်ထားနော် idol နော် idol နော်နောက်တစ်မျိုးခေါ်မယ်နောက်တစ်မျိုးကတော့မသုံးတာများပါတယ်တိရစ္ဆာန်နဲ့မှားတယ်ပတ်တီးဒီပတ်ပတ်ကတော့သိမသုံးနဲ့ပေါ့တိရစ္ဆာန်နဲ့မှားပါဆိုတော့ idol သုံးလို့ရ idol you are apple on my eye you are my darling နော် darling နဲ့သုံးလို့ရနော်ယောက်ျားလေးလည်းရတယ်မိန်းကလေးလည်းရတယ်နော် darling နော်ကိုလည်းရတယ်နော်မမလည်းရတယ်နှစ်မျိုးလို့ရတယ်နော် darling ကြနော်အဲ့တော့သေးတယ်နော်ဂါလီဘာကိုပူပန်နေကြတယ်ဆက်ပါ the what part of this accident There was when the image such a full of me ဟုတ်ပြီအဲ့မှာဘတ်ကိုရှာပြတာ was got back the worst part of this accident subject နော်အဲ့က subject နဲ့ was နဲ့မပြည့်စုံတော့ဗာထက် complement နော် subject ပဲ complement ဆက်နံပါတ်2နော် complement နဲ့မှာဝင်လာတဲ့ clause ဘာ clause noun clause ဘာနဲ့ကောဒီနဲ့ကောနော်ဟုတ်ပြီဆက်ပြပါနော်ဒီaccident ကမတော်တဆဖြစ်မှုရဲ့အစိုးသောအပိုင်းကတော့တဲ့ image စက်တွေ full of me ဒါကျွန်တော်အယူလောက်တာပဲဖြစ်ပါသေးတဲ့။ဒါမှဒါ full of me ကကျွန်တော်အယူလောက်တယ်ဒါ full of me ကဘာလို့လဲကျွန်တော်အယူလောက်တယ်။နော်ကျွန်တော်ကိုအယူလောက်တယ်ဒါတော့မင်းကအယူမလောက်နဲ့
don't make it full of me တွေ့ကြပါဦး Don't make it full of me. ငါအယူလုပ်တယ်နော်အယူလုပ်လိုက်နော်အယူလုပ်ချင်းခံရတယ်နော်ညီမတို့ကလှည့်စားတာပေါ့နော်လှည့်စားတယ်အယူလုပ်တယ်နော်ဟုတ်ပြီဂျင်းထည့်ရပေါ့နော် clean up ရဲ့ဂျင်းထည့်ဒါမျိုးပေါ့နော်ဟုတ်ပြီစပ်ပါ everywhere including the game Everyone including the game abuse and by dignity were badly damaged ဟုတ်ပြီနော်အဲ့တော့ everywhere including the game was ဘာလို့ရှာ was everyone subject everyone လည်းပြည့်စုံလားမပြည့်စုံဘူး abuse က complete bad subject ပဲ complete bad set number 2 set number 2နော်ဒီမှာ including ing မြင်တာခရီးမြောက် ing ကိုခုနလိုရေးစားတင်ပေးရတယ် ing ဘယ်ပဲလိမ့်လို့ရှိရင်ချင်းတော့ကြောင့်လျက်ဒီမှာ including ကိုဘာနဲ့ကောက် တော့နဲ့က ဟုတ်ပြီတော့နဲ့ကောက်မယ်ရှင်းဝင်းဝင်းရွှေတို့လလိုင်ဝင်းတော့ဘာနဲ့ကောက်မလဲ including ကိုဘာကြောင့်တော့နဲ့ကောက်တာလဲဘာနဲ့တော့နဲ့ကောက်မှာလဲမှတ်တာမသိမှတ်တာရှင်းမှာ if everyone ဆိုတဲ့ noun ဖြစ်ပြီးအများကြီးထုတ်လိုက်ပိုတိဝါပြန် including ကနေအများထုတ်ပြီးတော့ everyone က noun including က adjective အဲ့တော့ noun ထုတ်ပြီး adjective ဆိုပါတဲ့ကတော့တဲ့ကနော်အဲ့ဘယင်ပါဝင်တော့ဘယင်ကိုယ်တိုင်ပါဝင်တော့လူတိုင်းကအမြင့်ဆိုတော့အပျော်ရွှင်ရေမောကြတယ်ပျော်ရွှင်ရေမောကြတယ်အဲ့တော့ my dignity was badly damaged ဘာလို့ရှာ was စက်တက်က my dignity နော် my dignity was နဲ့ပြည့်စုံလားမပြည့်စုံဘူးနော် badly damaged က complete bad subject bad complete bad set number 2နော်ဒီမှာပြန်မှတ်တာ damage ကဆိုပျက်စီးသွားတယ်ကျွန်တော်ရဲ့ဂုဏ်သိက္ခာအကြီးအကျယ်တော်တော်လေးကိုပျက်စီးသွားတယ်နော် damage ကပျက်စီးတယ် destroy ကဖျက်ဆီးတယ်ဒီမှာပျက်စီးတာလားဖျက်ဆီးတာလားပျက်စီးသွားတယ်နော်အဲ့တော့ဂါလီဘတ်ဂုံသိန်းကောင်တင်မီလီကလွတ်တာလားမတော်တဆဖြစ်သွားတာနော်အဲ့ဒါနော်ကဲမှတ်တာမတော်တဆဆိုရင်ဆို damage တင်မီလီကလွတ်ရင် destroy တင်မီလီကလွတ်ရင် destroy မတော်တဆဆိုရင် damage နော် damage နော်ဟုတ်နော်ဒါထားလိုက်ပါတော့ကလေးများစပင်းပေါ့နော်ကလေးများစပင်းရဆိုတော့တွိုင်းလိုက်မှောက်သွားတယ် my basket is damaged လား my basket is destroyed my basket is damaged နော်အဲ့ damage နော်အဲ့မှာဒါထားလိုက်ပါတော့အဲ့မှာလူတယောက်ကနေပြီးကိုယ်စပင်းကိုသူ့စပင်းနဲ့တင်မီလီကဝင်တိုက်တယ်ဒါဆိုရင်တော့ပါတယ် my basket destroy နော်တင်မီလီကလွတ်ရင် destroy မတော်တဆဖြစ်ရင်ဆို damage အဲ့လိုပြောနော် damage နော်နောက်တစ်ပတ်က everyday effect Every day and Sunday. all this all happen because of didn't and my sense was such important grew less and less as the day passed နော် grew less and less as the days passed ဟုတ်ပြီ every day တဲ့နော်နေ့တိုင်းနဲ့ effect တကယ်တော့တဲ့ something of this sort ပဲမလား sort ကအမျိုးအစား sort ကအမျိုးအစား something of this sort မတော့ရစားခိုင်းပေါ့မျိုးစားနော် happen ဘက်ပေါ့နော် something of this sort က subject version number 1ဒီလိုဆိုတော့ဒီလိုကိစ္စမျိုးတွေကဖြစ်တယ်နေ့တိုင်းနဲ့ဒီလိုကိစ္စမျိုးဖြစ်တယ်ကဲ because of ကဲ because ကြတော့ဆရာက reason ပေါ့ because of ကြတော့ reason ဆိုတော့ pub or reason ever phrase ပေါ့နော် ever phrase or reason ပေါ့နော်ကျွန်တော်ရဲ့တင်းငယ်မှုကြောင့်မတော်တဆခဏခဏဖြစ်တယ်ကျွန်တော်ရဲ့တင်းငယ်မှုကြောင့်မတော်တဆတွေခဏဖြစ်ပါတယ်တဲ့နော်အဲ့ချိန်မှာတဲ့ my sense of self important grew ဘာကိုရှာ grew နော် grew မြင်တာပြန်မှတ်တာပြန်မှတ်ကမှာဒီ grew ကဒါဘယ်လိုပေါ့သူကဘဝ grow နောက်မှာ noun လိုက်လို့ရှိရင်စိုက်ပျိုးသည် grow နောက်မှာ noun လိုက်ရင်စိုက်ပျိုးသည် grow နောက်မှာဆို adjective လိုက်လို့ဆိုလို့ရှိရင်ဖြစ်လာတယ်ဒီမှာဖြစ်လာတာလားစိုက်ပျိုးတာလားဖြစ်လာနော်ဆရာကပြောပါလေကရိုနာမှာနောင်းလိုက်လို့ရှိရင်စိုက်ပြိုးတယ်ကရိုနာမှာ adjective လိုက်မယ်ဆိုရင်ဖြစ်လာတယ်နော်ဖြစ်လာတယ်တဲ့နော်တပြည့်ပြည့်နဲ့နဲလာတယ်ပေါ့ကျွန်တော်ရဲ့ကိုယ့်ကိုအရေးကြီးတယ်ဆိုတဲ့စိတ်ပေါ့ငါသားလေးအရေးကြီးတယ်ငါသားလေးအရေးပါတယ်ဆိုတဲ့စိတ်ကတပြည့်ပြည့်နဲ့ပါတယ်လျှော်နေလာတယ်နော်ဟုတ်ပြီ at the day pass as ကိုမြင်တာဒီမှာ as ကိုတွေ့အဓိပ္ပာယ်၃မျိုးဘယ်လိုပြောလဲခင်ဗျာ၃မျိုးနော်ဘာလဲစေတွင်တောကြောင့်တကယ်တော့
စင်တွင်တော့ကြောက်တကဲ့သို့နော်တကဲ့သို့နော်အဲ့ဒါကလစ်ကဘာနဲ့ကောက်မလဲ Sindri. ဘာနဲ့ကောက်မလဲ Sindri. စင်တွင်နော်အဲ့တော့ဆရာနေ့ရက်တွေဆရာတို့ကနေ့ရက်တွေကုန်ဆုံးလာစဉ်တွင်ကျွန်တော်ရဲ့ကိုယ့်ကိုအရေးကြီးရဆိုတဲ့စိတ်ကပါလေကျော်နေလာတယ်နော်ကျော်နေတာနော်အဲ့တခါကျရင်ဆရာကိုကိုဖြစ်တယ်လေအာမင်းငါ့ကိုလာလို့မရဘူးငါအရင်ကိုကြမ်းပါတယ်ငါအရင်ကိုအာနာရှိတယ်ငါအရင်ပါဝါရှိတယ်အဲ့လိုကိုဖြစ်တယ်မလားဖြစ်တယ်လေနော်ခဏကိုကခဏယောဂတွေဖြစ်မယ်ဒါပေမဲ့ဘာဖြစ်လာလဲအာငါအဲ့လိုမဟုတ်ဘူးဟုတ်တော့အဲ့လိုဖြစ်ပါနော်ရတော့အဲ့မှာကိုယ့်ရဲ့ဘာကြီးကြောက်ပါလဲကိုယ့်ရဲ့မန်မာနာကြောက်ပါနော်မန်မာနာနော်ကလေးကမန်မာနာဟိုကျမ်းမာရဲ့ဆရာမန်မာနာရှိလားမရှိဘူးလား She are. ရှိတယ်ကျမ်းမာရဲ့မန်မာရဲ့ကလေးကကျမ်းမာရဲ့ချူကြိုင်ဆေးရုံနဲ့ရောက်နေတော့မန်မာနာရှိအောင်လားမရှိတော့မရှိတော့နော်အဲ့တော့ဒါလည်းဆရာဘာဆက်ဖြစ်လဲ see you tomorrow နော်ဆရာနှုတ်ဆက်မယ်နော်နှုတ်ဆက်အောင်ကလေးများ Okay dear student let's go here that will be today see you tomorrow the person let be happy say to you sir good day to everyone bye bye take care of yourself don't need your thing be enjoy be at peace be harmony be happiness goodbye student goodbye friend goodbye everybody and then we meet again so for me say goodbye and then we guys bye bye အားလုံးကြားပါချမ်းသာပါစေကြားပါချမ်းသာပါနာ Thank you.